ရွေးတစ်ခုတော့ရလာမို့ ဒေါ်တန်းတန်းတို့အနေနဲ့ရောဘယ်လိုမျိုးများအဲ့ဒီအတွက်ကြိုပြီးတော့ရည်ရွယ်ထားတာစီစဉ်ထားတာမျိုးရှိလေ ကျမတို့အနေနဲ့ကတော့ဒီဟိုတင်ပေါ့ဒီရွေးကောက်ပဲပြီးလို့ရှိရင်အရေးကြီးဆုံးကတော့ဒီနားလည်မှုတိဆောက်ဖို့ပဲအခုဟာကတော့ဟိုတချို့ကလည်းခံမှန်းတာပေါ့ဘယ်ပါတီပဲရမယ်ဘယ်ပါတီအများဆုံးရမယ်ဒါတွေကတော့ဒီလူထုရဲ့သဘောထားပေါ်မှာတည်ပါတယ်အဲ့တော့ဘယ်လိုပဲလူပဲရပေါ့နော်ဒါကတော့တိုင်းပြည်ကောင်းဖို့အတွက်လုံးကြမယ်ဆိုလို့ရှိရင်ဘယ်ပါတီပဲရအဲ့ဒီဟိုရသွားတဲ့ပါတီနဲ့ဟိုတကယ်လို့ဟိုဒါအနိုင်မရရှိတဲ့ပါတီနဲ့ကလည်းနားလည်မှုတိဆောက်ကြရမယ်အနိုင်မရတဲ့ပါတီကလည်းငါတို့အနိုင်မရဘဲနဲ့လုပ်เสียမလို့ဘူးဆိုပြီးတော့အဲ့လိုမဟုတ်ဘူးကိုတိုင်းပြည်အတွက်ဆိုကိုကြိုးစားပန်းစားနဲ့လုပ်ရမယ်အဲ့တော့ပထမအဦးဆုံးအချက်ကတော့နားလည်မှုတိဆောက်ဖို့အရေးကြီးပါတယ်နောက်တစ်ခုထပ်မေးချင်တာကလေဒေါ်တန်းတန်းတို့ကဝင်ကြီးချုပ်ဟောင်းဦးနုရဲ့သမီးလေးဖြစ်တယ်အဲ့တော့ဖခင်လက်ထက်ကလေးကနိုင်ငံရေးအနေအမြင့်အတက်အကျတွေကိုဒါကြုံလာရတယ်ပေါ့နော်ဦးနုလက်ထက်မှာလည်းရွေးကောက်ပွဲတွေလုပ်တယ်အာဏာသိမ်းတာနဲ့ပဲအဆုံးသတ်တယ်ဦးနုအလွန်မှာလည်းနိုင်ငံရေးနီလန်းနဲ့အဖြေရှာဖို့ဒီရွေးကောက်ပွဲနီလန်းကိုပဲထပ်ပြီးလုပ်ကြတယ်အဲ့မှာလည်းအာဏာသိမ်းမှုတွေထပ်ဖြစ်တယ်ရွေးကောက်ပွဲတွေလုပ်ပြီးတိုင်းမှာဒီအာဏာသိမ်းမှုနဲ့အဆုံးမသတ်အောင်ဘလို့နီလန်းမျိုးကိုအကြံပြုခြင်းလဲကျွန်မဖခင်နောက်ဆုံးအကြံပြုသွားတာကတော့သူကတော့ချင်းနေချေဆိုတဲ့ဝါဒကိုသူပြောသွားတာပဲချင်းနေချေဆိုတာကတော့ဟိုတင်ပေါ့လက်စားမချေတင်ပုံးချေရမယ်ဆိုတဲ့ဝါဒပဲပေါ့နော်ဒါပေမဲ့အဲ့ဒါကလည်းအောင်မြင်သလားဆိုတော့အခုချိန်ထိတော့အောင်မြင်တဲ့ပုံတော့မပေါ်သေးဘူးလေဒါကတော့နှစ်ဦးနှစ်ဖက်ဟိုတင်သဘောတူညီမှုရမှာပဲတယောက်ကတစ်ဖက်ကနေပြီးတော့ဒါဒီလိုလုပ်ရင်ကောင်းတယ်ဆိုပြောနေုံနဲ့နောက်တစ်ဖက်ကတက်ခံခြင်းမရှိဘူးဆိုရင်တော့လေဒီကိစ္စပြပြမယ်ကိစ္စတော့မဟုတ်ပါဘူးဒီတိုင်းပဲအဲ့လိုတန်တရားလဲနေတာပေါ့နော်ရွေးကောက်ပွဲဖြစ်စဉ်တွေရှိတယ်အာဏာသိမ်းမှုတွေရှိတယ်အဲ့ဒီဂျာအဲ့လိုဖြစ်စဉ်တွေတဲမှာဒီရွေးကောက်ပွဲလမ်းကြောင်းကိုပဲဝင်ဖို့ထပ်ပြီးတော့ရွေးချယ်မိတဲ့ဥစ္စာရောဘလို့အကြောင်းကြောင့်ရွေးချယ်မိတာလဲဒါကတော့ဟိုတင်ရှင်းရှင်းပြောမယ်ဆိုလို့ရှိရင်တော့လေဒါကျမအဖေရဲ့ဟိုတင်ပေါ့လေရှောက်လှမ်းခဲ့တဲ့လမ်းပဲသူတို့ကတိုင်းပြည်ကိုအင်မတန်ချစ်တဲ့လူတွေပဲတိုင်းပြည်အင်မတန်ချစ်တယ်သူတို့တိုင်းပြည်ကောင်းစားတာကိုမြင်ခြင်းနဲ့အဲ့ဒီအတွက်ကြောင့်ဆိုလို့ရှိရင်ကျမလည်းဟိုတင်ပေါ့နော်ဒီတတ်နိုင်တဲ့ဘက်ကနေပြီးတော့ဟိုလုံနိုင်မလားဆိုပြီးတော့ကျမလည်းစူးစမ်းပြီးတော့ဝင်တာပါပဲဒါပေမဲ့အခုချိန်ထိတော့ကျမရွေးကောက်ပွဲမှာလည်းတခါမှမနိုင်ဘူးပါဘူးဒါပေမဲ့မနိုင်ဘူးလို့လည်းကျမစိတ်မကောင်းဖြစ်သလားဟိုစိတ်ပြက်သလားဆိုအဲ့လိုလည်းမပြက်ဘူးဟိုတင်ပေါ့ဒီနီးနဲ့မရလဲကိစ္စမရှိဘူးဒါပေမဲ့ကျမဒီတိုင်းပြည်ကောင်းစားရေးအတွက်တော့ကျမလုံနိုင်တဲ့ဘက်ကနေဆက်လုပ်ရမှာပဲ